နောက်တော့သူတို့အဖွဲ့သားတွေလည်းဘလိုင်းပေါက်တပူးစီဝင်ပြီးပိုတူတို့အိမ်ကိုရောက်လာခဲ့ကြတယ်။ကဲရေကုန်စိတ်လှုပ်ရှားစွာနဲ့ဖွင့်ကြတော့မလား။ငါတို့အတူဖွင့်ကြမလား။ကောင်းတာပဲဖွင့်ကြတာပေါ့။ဒါနဲ့တော်ဘောကမျက်လုံးမှိတ်လိုက်တယ်။ဖျားတပည့်တော့ဖိုးဝါရုပ်ပေါက်ပါစီဗျာ။ရွာလန်းတနေရရဲ့အပင်အောက်မှာတော့ကလေးနှစ်ယောက်ကဘူဒဘူးကိုစိတ်ဝင်စားစွာနဲ့ကြည့်နေခဲ့ကြတယ်။ဒါနဲ့မိမိဆိုသူကဟဲ့ဘိုးလုံးဒီပလိုင်းပေါက်ထဲမှာဘာရှိနေမယ်လို့ထင်လဲ။ဟာအဲ့ဒါတော့ငါလည်းပဲသိမှာတော့ဒီဘိုးလုံးနဲ့တော့ခက်ပြီ။ဒေါင်းမွန်းနေကိုခံမန်းခိုင်းနေရလေ။အော်ခံမန်းရမှာလား။ငါထင်တော့အဲ့လိုပြောပြီးတော့ဘူးကိုခါကြည့်လိုက်တယ်။ဂျိုးယုံများလား။ငါလည်းအဲ့လိုတင်မိဖိုးဝါယုံလေးဖြစ်နိုင်နေဟာကဲပါဖောက်တော်လေးငါလည်းရအောင်သိကျင်နေပြီအဲ့ဒီအချိန်မှာပဲတော်ဘောကတရားခွင်းကိုလှည့်ရင်းနဲ့သူတို့နာကိုရောက်လာခဲ့တယ်ဘိုးလုံးနဲ့မိမိကဘာကြည့်နေကြတာများလဲတော်ဘောလည်းခေါင်းညှိဆိုင်ပြီးရှိနေတဲ့ဘိုးလုံးတို့နာကိုတိုးကပ်သွားချိန်မှာမိမိကရုတ်တရက်ထအောင်တော့တယ်ရှေ့ငါလိုချင်တဲ့ဖိုးဝါယုံကွာဖိုးဝါယုံမိမိနစ်ဆန်တာပြည့်သွားပြီပဲအေးဟာအမလီချစ်ဖို့ကောင်းနေရောဒါနဲ့တုပ်ဘောလေးဘိုးဝါရုပ်ရှာလို့ပျော်နေတဲ့မိမိကိုနားမလည်နိုင်ဖြစ်ပြီးတော့ဘိုးလုံးကိုလှမ်းမိလိုက်တယ်ဟဲ့ဘိုးလုံးဒီဘိုးဝါရုပ်ကိုဘယ်ရောက်ဝဲလာလဲဝဲလာတော့မာကြီးဘောဆောင်လုံးဆိုင်အောင်ဝဲလာတာဟာဒီဘူးထဲမှာဘာရုပ်ရှိနေမယ်ဆိုတာမသိရအောင်ဒီမှာလေဘိုးပြင်မှာပြထားတယ်ဘိုးဝါရုပ်ဂျိုးရုပ်ပြစ်တိုင်းနောင်ရုပ်ရုပ်တရုပ်အဲ့ဒါတွေရှိနေနိုင်နေကွဟင်ဒါဆိုငါဘိုးဝါရုပ်လိုချင်ပေမဲ့ဘူးပေါက်လိုက်ရင်ရှိကျင်မှာရှိနေမှာပေါ့နော်ဒါဘောဟာတောင်မို့ပလိုင်းပေါက်လို့ခေါ်တာဘာပလိုင်းဘာကြီးဩပလိုင်းမဟုတ်ဘူးပလိုင်းပေါက်လို့ခေါ်တယ်ဩပလိုင်းပေါက်ဒါနဲ့အဲ့ဒါတပူကိုဘယ်လောက်ပေးရလဲတပူကို1000မေဟာ1000တောင်လားဒါဘောဟာငါတော့လေငါလိုချင်တာရသွားလို့ပြောလိုက်တာလာဘိုးလုံးပြန်ကြစို့အေးဘိုးလုံးနဲ့မိမိတို့ပြန်သွားတဲ့အထိတော်ဘောကမပြိုင်နိုင်လေးပဲနဲ့ရှိနေခဲ့တယ်။ငါလည်းပလိုင်းမောက်လိုကျင်လိုက်တာ။ငါလည်းဒီမှာလည်းတစ်ချက်တောင်မရှိဘူး။ဒီတလုံးအမေကလည်းမဖို့မပေးဘူးရေ။တော်ဘောလည်းမျက်နှာလေးညုံငိစွာနဲ့ရှိနေခဲ့တော့တယ်။နောက်တော့တော်ဘောလည်းတရားကွင်းကင်လို့အိမ်ပြန်ရောက်လာခဲ့တယ်။အိမ်ရှိမှတပြက်စီလင်းနေတဲ့ဒေါ်တင်တွေကတော်ဘောကိုမြင်လိုက်တော့ဟောတားတော့ပြန်လာပြီ။ဟုတ်တယ်အမေရဲ့တော်ဘောလည်းအိမ်ထဲဝင်ဖို့လို့တခုခုကိုတတိယသွားခဲ့ပြီးတော့သူ့အမေနာ